မင်္ဂလာဆောင်သွင်းမှာမဟုတ်ကြောင်းထုတ်ပြောလာတဲ့အဆိုပြေသစဉ်အားလုံးပဲမင်္ဂလာပါနာမည်ကျော်ဆယ်လီသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာပြည်မှာထင်ပေါ်ကျော်ကြားဆုံးသောမင်းသမီးလေးတစ်လက်ဖြစ်တဲ့ဆိုပြေသစဉ်ကတော့သူမရဲ့လက်တလောအခြေအနေကိုတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်အားလုံးလည်းသိတဲ့အတိုင်းဆိုပြေသစဉ်ဆိုတာမင်းသားဟင်းဝေရန်နဲ့ချစ်ကြိုက်နေပြီးမကြခင်လက်ထက်တော်မယ်လို့သတင်းတွေထွက်ထားသူဖြစ်ပါတယ်ဟင်းဝေရန်ရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကသူ့ရဲ့သားဟာပြည်သူတွေထင်ထားသလိုပဲနာမည်ကျော်မင်းသမီးတစ်လက်နဲ့မကြခင်လက်ထက်ထိမ်းများတော့မယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှပြောဆိုခဲ့ပူပါတယ်အဆိုပါအင်တာဗျူးပြီးတဲ့နောက်ပိုင်းမှာသူတို့နှစ်ဦးကြားကြရပေါင်းများစွာထားပြီးတော့ပြည်သက်တွေရဲ့စိတ်ဝင်စားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်သူတို့နှစ်ဦးဟာအလွန်တရာမှလိုက်ဖက်လွန်လာသလိုဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအခုချိန်ထိတွဲပြီးတော့ဇလန်းတွေရုပ်ရှင်ကားတွေကိုအတူတူရိုက်ကူးနေကြပါတယ်ဒါကြောင့်လည်းပြည်သက်တွေကသူတို့နှစ်ယောက်ကိုသဘောတူကြပြီးတော့သူတို့ရဲ့မင်္ဂလာသတင်းကိုစောင့်မျှော်နေကြကြပါတယ်။မင်းသားကျော်ဟင်းဝေရန်ကတော့ဒီကိစ္စကမဟုတ်မှန်ကြောင်းကိုတရားဝင်ရှင်းလင်းပြောဆိုထားခဲ့တာကြာပါပြီ။ဒီနောက်ပိုင်းမှာလည်းသူဟာမော်လမြိုင်ဘက်ကတရေသမီးတဦးနဲ့လက်ထက်မင်္ဂလာဆောင်တော့မယ်ဆိုပြီးတော့သတင်းတွေကဖော်ပြနေကြပါတယ်။ဒါကြောင့်မို့လဲပြည်သက်တွေရဲ့စိတ်ဝင်စားမှုတွေကပို့ပြီးတော့ရေချိန်မြင့်တက်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းကာယကံရှင်ဆိုပေသဇင်ရဲ့အဖြစ်ရှင်ချက်တွေကိုစောင့်မျှော်နေကြပါတယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာပဲဆိုပေသဇင်ဟာမင်္ဂလာဝတ်ဆောင်တွေနဲ့ဓာတ်ပုံတွေဟာအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဒါက pre-wedding ရိုက်ကူးနေတာပဲဖြစ်ရမယ်ဆိုပြီးပြည်သက်တွေကလည်းမကြခင်ဆိုပြကမင်္ဂလာဆောင်တော့မယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ကြပါတော့တယ်။ဒါကြောင့်လည်းသတင်းဌာနပေါင်းစုံကသတင်းတွေမျိုးစုံရေးခဲ့ပြီးတော့ကာယကံရှင်ကိုယ်တိုင်မဖြစ်မနေထွက်ရှင်ရမယ့်အနေအထားကိုရောက်ရှိလာပါတော့တယ်။ဆိုပြသဇင်ရဲ့အဖြစ်ရှင်ချက်အရာအဆိုပါမင်္ဂလာဝတ်ဆောင်တဲ့တပ်ပုံတွေဟာအကယ်၍သာဆိုတဲ့ရုပ်ရှင်စကားကြီးရဲ့ပိုစတာပုံတွေဖြစ်ကြောင်းကိုလည်းသိရပါတယ်။ဒါရိုက်တာဖြစ်တဲ့သူကဒီဇက်ကားမှာပါဝင်တဲ့ဇက်ကွက်တွေနဲ့လိုက်ရောညီထွေဖြစ်အောင်ကြိုတင်ရက်ကူးစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီမင်္ဂလာဝတ်ဆောင်တဲ့ပုံတွေဟာသူမရဲ့တကယ်တမ်းမင်္ဂလာဆောင်ဝတ်ဆောင်ပုံတွေမဟုတ်ဘဲနဲ့ဇက်လန်းအရာရက်ကူးထားတဲ့ဟာတွေသာဖြစ်ပါတယ်။ဆိုပြီးအနေနဲ့လည်းအပြင်မှာမင်္ဂလာဆောင်ဖို့မရှိကြောင်းနဲ့အမှုပညာလုပ်တွေကိုပဲဆက်လက်လုပ်ကိုင်နေဦးမှာလို့လည်းသိရပါတယ်။အဆိုပါအကယ်၍သာဆိုတဲ့ရုပ်ရှင်စကားကြီးမှာတော့သူနဲ့တစ်ဖက်ညီလွန်းလာတဲ့ဆိုတဲ့နေထုတ်ဆိုင်းစီတွန်ခန်းတို့ပါဝင်သွေးဆောင်ထားသလိုအမျိုးသမီးနုပညာရှင်တွေအဖြစ်လည်းမေမြင့်မို့မေပေကြီးတို့ကလည်းပါဝင်သွေးဆောင်ထားတယ်လို့သိရပါတယ်။ဒီစကားကလည်းရှေ့ကအောင်မြင်ခဲ့တဲ့ကျင်းဖော်ဇလန်းတွဲလိုမျိုးပဲပြည်သက်တွေကြားမှာတေချာပေါက်အောင်မြင်လာလိမ့်မယ်လို့ယုံကြည်နေပါတယ်။ကျင်းဖော်ဇလန်းတွဲတုန်းကဆိုရင်လည်းပြည်သက်တွေကြားမှာအများကြီးအောင်မြင်ချက်ကနေထိုးနဲ့ဆိုပြေတို့ကိုအပြင်မှာလည်းသဘောတူကြတဲ့အထိဖြစ်ခဲ့တယ်လို့တစ်ဖက်ကဆိုင်းစီတွန်ခန်းရဲ့ဖန်တွေကလည်းသူတို့မင်းသားနဲ့အဆိုပြေကိုသဘောတူတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။အကယ်၍သာဆိုတဲ့ရုပ်ရှင်စကားကလည်းစတင်ရက်ကူဖို့ကြံရွယ်တုံးပဲရှိသေးပေမဲ့ပြည်သက်တွေကြားထဲမှာလူတီများထင်ရှားနေပြီးဖြစ်ပါတယ်။အကြောင်းကတော့တစ်ဖက်မှာခဲထားနေတဲ့ဟိန်းဝေရန်နဲ့ဆိုပြေတို့ရဲ့မင်္ဂလာပွဲသတင်းကြောင့်ပဲဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာသတင်းကိုဆောင်မျှော်နေကြတဲ့ပြည်သက်ကြီးတွေအနေနဲ့လည်းအခုချိန်မှာတော့ရှင်းရှင်းလင်းလင်းသိရှိသွားခဲ့ပြီးဖြစ်ပါတယ်။ဒီနှစ်အကုန်လုံးမှာမင်္ဂလာပွဲကျင်းပလိမ့်မယ်လို့ထင်မြင်ထားခဲ့ပေမဲ့လည်းဟင်းဝေရန်ရောဆိုပြေသဇင်ရောကငင်းဆုံထားတာကြောင့်ပြည်သက်တွေဖြစ်စေချင်နေတဲ့မင်္ဂလာပွဲကတော့ဖြစ်လာဖို့မရှိသေးကြောင်းဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။နောက်နေ့တွေမှာလည်းနာမည်ကျော်မင်းသားမင်းသမီးဆယ်လီအမှုပညာရှင်တွေရဲ့သတင်းအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ပေးထားဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။ပြည်သက်များအားလုံးကိုကျမ်းမှာစိတ်ချမ်းသာ၍တာယာသောနေကောင်းနေမြတ်လေးကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်